တင်ဟာအင်္ဂလိပ်လို4ရက်နေ့73ရက်နေ့22ရက်နေ့31ရက်နေ့မှာမွေးဖွားတဲ့သူတွေဆိုလို့ရှိရင်တော့မူလလေးကနန်းသမားတွေဖြစ်ပါတယ်မင်္ဂလာပါတာရောပိုင်ရန်ဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာဆိုလို့ရှိရင်တော့လေးကနန်းသမားတွေရဲ့အကြောင်းကိုပြောပြပေးတော့မှာဖြစ်ပါတယ်ဗီဒီယိုလေးမစခင်မှာဆရာကောင်းလေးကို follow လုပ်ပြီးတော့မှ like and share လေးပြုလုပ်ပေးဖို့လည်းမေတ္တာနဲ့ခင်ချင်ပါတယ်ခင်ဗျာလေးကနန်းသမားတွေဟာဆိုလို့ရှိရင်တော့ Yahoo ကျိုးကုစားပြုပြီးမွေးဖွားလာတဲ့သူသားမျိုးတွေဖြစ်ပါတယ်သူတို့ရဲ့စိတ်နေသဘောထားအနေနဲ့ဆိုလို့ရှိရင်တော့သူတို့ဟာအလုပ်ကြိုးစားတဲ့သူတွေစီကံတခြားစနစ်တခြားရှိပြီးတည်ငြိမ်တဲ့သူတွေတည်ငြိမ်မှုနဲ့တာဝန်ခံမှုကသူတို့ရဲ့အထူးစိတ်သက်ဖြစ်တဲ့လူသားမျိုးတွေဖြစ်ပါတယ်ဘဝကိုအောက်ခြေကနေပြီးတော့မှစတင်ခြင်းတဲ့သူတွေဖြစ်တယ်သူတို့ရဲ့အားသာချက်ကိုပြောရမယ်ဆိုလို့ရှိရင်တော့တည်ငြိမ်မှုတွေစီးမြင်လိုက်နာမှုနဲ့အလုပ်ပေါ်တာဝန်ယူမှုချစ်ချင်းမြတ်တာနဲ့ယုံကြည်ရမှုလက်တွေ့မှယုံကြည်တဲ့သူတွေလက်တလောဆုံးဖြတ်ချက်အနေနဲ့ဆိုလို့ရှိရင်တော့ချမှတ်နိုင်တဲ့သူတွေဖြစ်ပါတယ်ခင်ဗျာအားနည်းချက်တွေအနေနဲ့ဆိုလို့ရှိရင်တော့အတ္တကြီးရဲ့ခေါင်းမာတဲ့တယူတန်နဲ့စိတ်ဖိစီးမှုတန်ကိုမခံစားနိုင်ဘူးအယူအဆကွဲလဲမှုတွေတခြားသူတွေအပေါ်မှာယုံကြည်မှုအားနည်းရတယ်ပြောင်းလဲမှုကိုချက်ချင်းလက်မခံတတ်တာတွေကသူတို့ရဲ့အားနည်းချက်လေးတွေဖြစ်ပေါ်လာစေပါတယ်ဒီကနန်းသမားတွေရဲ့အချစ်ရည်အနေနဲ့ပတ်သက်လို့ရှင်เนาะအချစ်ရည်တည်ငြိမ်မှုအားနည်းတာတခုတွေ့ရပါတယ်အချစ်ရည်နဲ့ပတ်သက်လာလို့ရှင်เนาะတည်ငြိမ်တဲ့အချစ်ရည်ကိုဦးစားပေးတဲ့လူသားမျိုးရိုးတွေဖြစ်တယ်လူသားမှုနဲ့တည်ငြိမ်မှုရှိတဲ့ RSD ဆက်ဆံရေးကိုချစ်ချင်းမြတ်တာမျိုးကိုလိုချင်တဲ့လူသားမျိုးတွေဖြစ်တယ်ကိုပြောတဲ့စကားတွေနဲ့ကိုခိုင်းတာလိုက်နာနိုင်တဲ့သူကိုပို့ပြီးတော့သဘောကျတယ်စီးပေါင်တွေနဲ့ထိန်းချုပ်ချယ်ခြင်းတဲ့သူတွေချစ်သူပေါ်မှာလည်းအရန်တစ္ဆာရှိတဲ့သူတွေဖြစ်ပါတယ်ကောင်းမွန်တဲ့မိသားစုဘဝကိုတည်ဆောက်ခြင်းတဲ့သူတွေဖြစ်တယ်လို့ထိန်းချုပ်မှုတွေများတာတွေချုပ်ချယ်မှုတွေများတာတွေကြောင့်တစ်ခါတရံမှာတော့ relationship ဆက်ဆံရေးတွေကြားမှာနားလည်မှုတွေရာတွေတဏှာမကင်းတာတွေတင်းမာမှုတွေဖြစ်ပေါ်တတ်တဲ့လေးကနန်းသမားပိုင်ရှင်တွေဖြစ်ပါတယ်လေးကနန်းသမားတွေအတွက်အကျိုးပေးတဲ့လုပ်ငန်းတွေဟာဆိုလို့ရှိရင်เนาะအုပ်ချုပ်မှုစီမံခန့်ခွဲမှုနဲ့ဆိုင်တဲ့စီးပွားရေးလုပ်ငန်းတွေအင်ဂျင်နီယာဆောက်လုပ်ရေးနဲ့ဆိုင်တဲ့စီးပွားရေးလုပ်ငန်းတွေတရားဥပဒေစီမင်းစည်းကမ်းများနဲ့ပြုလုပ်လှုပ်ဆောင်ရတဲ့လုပ်ငန်းတွေဗန္ဒာရေးပိုင်းဆိုင်ရာစီးရင်ကိုင်စတဲ့လုပ်ငန်းမျိုးတွေကိုယ်ပိုင်စီးပွားရေးလုပ်ငန်းစတာတွေနဲ့အကျိုးပေးတဲ့လေးကနန်းသမားတွေဖြစ်ပါတယ်လေးကနန်းသမားတွေအတွက်အကျိုးပေးတဲ့အရာကံကောင်းစေတဲ့အရာဟာအညိုရောင်နဲ့နီးခိုးရောင်ပဲဖြစ်ပါတယ်ကံကောင်းစေတဲ့ကဏ္ဍတွေကတော့နံပါတ်4နဲ့8ဖြစ်ပါတယ်ကံကောင်းစေတဲ့နေ့ရက်တွေဟာဆိုရင်တော့တနင်္လာနဲ့ဗုဒ္ဓဟူးနေ့ဖြစ်ပါတယ်ဗျကျမရေးအနေနဲ့ဆိုလို့ရှိရင်เนาะအစစ်အမြင့်အယူအကျော်ခန္ဓာကိုယ်ဆက်ထားတဲ့နေရာတွေအဲ့ဒီနေရာတွေမှာနာကျင်ကြိုက်ခဲတာမျိုးတွေဂရုစိုက်ရပါမယ်စိတ်ဖိစီးမှုကြောင့်ဖြစ်ပေါ်လာတဲ့နှလုံးတွေးတိုးတွေးသက်စတဲ့ယောဂပြဿနာလေးတွေဖြစ်တတ်ပါတယ်ခင်ဗျာပြီးတော့ဂရုစိုက်ရမှာဆိုလို့ရှိရင်ပေါ့နော်အပန်းပြေခြင်းနဲ့စနစ်တကျအားကစားလုပ်ခြင်းလှုပ်ရှားမှုတွေများများပြုလုပ်ပေးရမှာဖြစ်ပါတယ်လေးကနန်းသမားတွေအတွက်ဟောပြောချက်လေးတွေကတော့ဒီလောက်ပါပဲအခုဗီဒီယိုလေးကို like and share လေးမလုပ်ရသေးဘူးဆိုလို့ရှိရင်လည်းလုပ်သွားပေးဖို့မေတ္တာရက်ခံချင်ပါတယ်ခင်ဗျာခொနည်းသားသမီးများအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးတော့မှလိုအင်စန္ဒတွေပြည့်စုံဖို့အတွက်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဒါတော့ဗိုင်းရန်ဖြစ်ပါတယ်ခင်ဗျာ